ငါမင်းကိုစမေးချင်းငါလိုလွမ်းတိုင်းငိုနေလားငါသိချင်တာလေးဖြေခဏလေးနားစင်တစ်ချင်းက3မိနစ်ငါရဲ့ခန်းစားချက်တွေချရေးထားငါလိုပဲနေမမေ့သေးဘူးမလားတို့နှစ်ယောက်ရဲ့အမှတ်တရလေးများအရင်လိုငါမစိုးတော့ဘူးအပေါင်းအသင်းတွေကိုခောက်တော့တယ်မင်းမရှိမှငါဘဝအထီးကျန်ဆက်လက်ကိုသာအဖော်မှပြီးတောက်တော့တယ်တစ်ခါတလေမှတို့နှစ်ယောက်အတူရှောက်တဲ့နေရာတွေရောက်တော့တယ်အလွမ်းတွေကိုအတိုးချလို့ငိုရင်အိမ်မရတဲ့နေ့တွေများတော့လေငါရဲ့ဘဝမှာနဲ့တယောက်တည်းရှိတယ်ငါရဲ့ဘဝမှာနဲ့တယောက်တည်းချစ်တယ်နေရနာမှာငါအချိန်လိုက်ရှိမယ်ပြောခဲ့လေနဲ့ကယူမမဆိုင်တာပဲနေရပြုံးတွေကိုရနေညီတွေနေရမုံတွေဟာရတီလို့နေမဲလေးတယောက်တန်ငါချစ်ဘူးတော့လေမုံမခပ်ပြီးမဲမမလွယ်ဘူးငါမြဲတဲ့ပေးစားချတယ်ဒီလိုကိုမြဲတဲ့မဲလဲစားတယ်အရာရာအလုံးမဲတဲ့ဘောမှာစိတ်ချိုင်မဲလေးစောကစားလိုက်ပါအစင်ပြေရတဲ့ဝေးကရတယ်နေရရမရစလုံးနဲ့တကယ်ကိုမဲတဲ့ဝေးရတော့မဲအတွေ့များနေငါအယူတစ်ပိုင်းဖြစ်နေခဲ့တို့ရောက်သူကြောင်းပြေးကြတဲ့နေရက်များနဲ့မှတ်မိသေးလားလူငယ်ဘဝအချစ်တွန်းနေဆိုရင်မိဘကိုပုံခဲ့ရတဲ့တတိလေးများမင်းရင်ထဲမှာငါနဲ့ပတ်သက်ခဲ့တဲ့အမှတ်တရထဲကတစ်ချက်ရှိသေးလားလက်ရှိတစ်ချင်းကမင်းအတွက်ရည်စူးရေးတဲ့တက်ရှိတေးပြငါကလည်းမင်းကိုအရန်ချစ်တယ်မင်းကလည်းငါ့ကိုအရန်ချစ်မလွဲတာလို့မရှောင်တာလို့ပဲဝေးခဲ့ပြီးငါတို့စိတ်တွေအရန်ညစ်ရိုမီယိုနဲ့ဂျူလီယက်ထပ်ပို့တဲ့ဒိုနီယောက်အချစ်ကတစ်ချိန်မှသမိုင်းဝင်ဒီမှာငါခံစားတဲ့အတိုင်းပင်ကောင်းကင်ကလာမင်းနဲ့မျက်နှာမိုင်းနေငါအဖြစ်ကပြောရရင်ဓမ္မတွေမှာတုံးတဲ့ရွက်ခောက်လို့ပဲအသားစီးတွေဒိုနီယောက်ကြားမှာအင်မတန်ရက်ဆက်အဖြတ်မောက်လွန်ကဲဘူးတစ်ထောင်ကိုပိတ်ရမယ်ဒါပေမဲ့မရတာလူတစ်ယောက်ပါစပ်ပေါက်ကိုပဲလူတွေရဲ့ပြောကကြောင့်ပဲနှလုံးသားကပါလေးအထက်အောက်ဖြိုပြဲတဲ့ချိန်မှာငါတို့တွေလက်ထက်အင်ဒရာရှင်မာလေးငွေသက်ပွေဖတ်လို့ရအနီးကခံစားပျော်မွေချင်းတဲ့ဘဝကိုရှေ့ဆက်ရှိန်ဝါတွေအလင်းညာတွေကင်းစင်တိမ်လွာထက်ထိရောက်လဲချစ်လျက်ဘသူချိန်စာစူးမိလည်းမသိအခုတော့အိမ်မက်ပကြီးတွေစေးပြတ်မင်းနဲ့တူရှိခဲ့မှုတဲ့အချိန်တွေပြန်လာမေးမင်းနဲ့တူသွားခဲ့မှုတဲ့နေရာတွေပြန်သွားမေး